အခုကကျွန်တော် BNN မှာရှိတဲ့ ASUS ရဲ့ရုံးချုပ်ကိုရောက်နေရပါတော့။ဘာလာလောက်တာလဲဆိုတော့သူတို့ကဒီမှာ2026လက်တော့ line အသစ်တွေကိုမိတ်ဆက်တယ်ပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်က test လာလောက်တာပေါ့နော်။အဲ့ line အသစ်မှာဘာတွေပါလဲဆိုရင် Zenbook Juro ပါမယ်ပြီးတော့ Zenbook S14 ပါမယ် VivoBook S14 ပါမယ်ပေါ့နော်အဲ့ ၃ မျိုးရှိရပေါ့နော်Zenbook Juro ဆိုရင်ကျွန်တော်အရင် generation တုန်းကတည်းအများကြီး improve ဖြစ်လာရပေါ့နော်သူတေချာလေး upgrade လုပ်ပေးထားတယ်သုံးထားတဲ့ processor ကတော့ကျွန်တော် Intel Core Ultra X9 Series 3 Panther Lake processor ပေါ့နော်Zenbook S14 မှာကတော့ Core Ultra 9 processor ပေါ့နော်VivoBook S14 မှာကျတော့ Core Ultra 5အကုန်လုံးကဒီ C3 Panther Lake processor ရင်းနဲ့ပေါ့နော်အဲ့ model တွေအကုန်လုံးကို ASUS ကနေဒီမြန်မာနိုင်ငံကိုသွင်းဖို့ရှိတယ်ပေါ့နော်ဆိုတော့လောဆယ်မှာ laptop ပါညာဝယ်ဖို့ရှိတယ်ဆိုရင် icon လေးတွေဘယ်လိုအနေထားရှိလဲဆိုတာတစ်ချက်စောင့်ကြည့်တင်နေပေါ့နော်Zenbook Juro ဆိုရင်လည်းသူတို့အစည်းနိုင်ငံတွေထဲမှာတော်တော်ချိုးတဲ့ဈေးနဲ့သူတို့သွင်းလာမယ်လို့ကြားရတယ်ပေါ့နော်အဲ့ထက်ပိုကောင်းတာကဒီ laptop တွေအကုန်လုံးမှာဒီ ASUS ရဲ့perfect warranty ဆိုတာပါလာတာပေါ့နော်ဒီကောင်လေးကကျွန်တော်တို့international warranty 2နှစ်ကုန်မှာပထမတစ်နှစ်မှာကိုကြောင့် user fault ကြောင့်တခုခုဖြစ်ခဲ့တယ်ဆိုရင်တော့မှတခုဖြစ်ခဲ့လို့ပစ္စည်းလေးရမယ်ဆိုရင်တော့မှပေါ့နော်အဲ့အတန်ပိုးရဲ့20% ပဲပေးရမယ်ဆိုတော့ဒီကောင်လေးကမိုက်တယ်သဘောကျဖို့ကောင်းတယ်ကျွန်တော်အသေးစိတ်ကိုတော့နောက်ပြီးမှပြောပြပေးမယ်ဟုတ်ကဲ့ဒီလောက်ပါပဲ